ဒီကနေ့အစုံလာပြည့်နေ့ဗုဒ္ဓနေ့ဘာနေ့လဲတော့အစုံလာပြည့်ဗုဒ္ဓနေ့ဒီကစုံလာပြည့်နေ့နဲ့ပတ်သက်တဲ့အကြောင်းဒီကောင်းဆရာတွေအများကြီးပဲစောင့်ဖို့လေးရှိတယ်ဟောပွင့်ဟောဆံပြာဒိတ်ခံမယကစုံလာစုံလာပြည့်နေ့ရဲ့ထူးခြားချက်ဘောရကဒုဒသဗ္ဗေကျော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဖွားတော်မူတာလေကစုံလာပြည့်နေ့ဖြစ်တယ်နောက်တစ်ခါဘုရားဖြစ်ပွင့်တော်မူရာကလည်းဒီကစုံလာပြည့်နေ့ပဲနော်နောက်တစ်ခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဘုဒ္ဓဝန္တာလို့ခေါ်တဲ့ဘုဒ္ဓဝေအချင်းကိုဟောတဲ့နေ့ကလည်းကစုံလာပြည့်နေ့ပဲ BC 980ခုပေါ့နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြိဋိဘံဆန်တဲ့နေ့ဟာလေမဟာတက္ကရာ148ခုကစုံလာပြည့်ငါနေ့BC 943 BC 943ပေါ့နောက်တစ်ခုမြတ်စွာဘုရားရှင်ကိုရောမြတ်ဘုရားဖြစ်ဖို့ဓာတိခံလာရတယ်စုံလာပြီလေဒီတဲ့ရှင်ကဘာတသိန်းအစရှိပြီးတော့မှပါရမီတွေဖြည့်ဆည်းခဲ့တယ်ဒီတဲ့ရှင်ကဘာတသိန်းရှစ်သိန်းရှင်ကဘာတသိန်း36သိန်းရှင်ကဘာတသိန်းပါရမီဒူးတွေဖြည့်ဆည်းပြီးတော့ဒီမင်္ဂလာမြတ်စွာဘုရားရှင်ရဲ့ရှေးတော်ရင်းမှာဗျာဒိတ်တော်ခံယူခဲ့အလောင်းတော်သူ့မိတာဘဝတော်ဒါကြောင့်ဒီကစုံလာဟာအင်မတန်ထူးခြားတဲ့လပဲဖွာဝဲဩဇံဗျာဒိတ်ခံမတ်ရကစုံလာအားလေးကိုတော့သူတော်ကောင်းနေအတိုးကောက်ပြီးနားလည်လာရကစုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်တွေရဲ့ညီထူးနည်းမြတ်ကြီးဖြစ်တယ်ကစုံလာပြည့်နေ့ရဲ့ထူးခြားချက်တွေကိုဘုံတို့ social media တွေပေါ်မှာလည်းတွေ့ရမယ်ဘာပဲလေ area ပေါ်မှာအများဆုံးတွေ့ရတယ်နော်ဒီထူးခြားချက်နောက်တစ်ခုကစုံလာပြည့်နေ့မှာမာနရဲ့ရန်ကိုအောင်မြင်တော်မူတဲ့အတွက်ကြောင့်ဒီနေ့အစုံလာပြည့်နေ့ကိုမာနကိုအောင်မြင်သောနေ့မန်းအောင်သောနေ့ဖြစ်ဘုရားဘာသာဝင်ရဲ့စိတ်ဆွဆွမြဲမြဲထားရရမယ်။နက္ခတ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဝိသကနက္ခတ်နဲ့ရှင်ပြီးတော့ဟောမြင်တယ်။အဲဒါကိုပြိဋိဘံသန္တာမူခြင်းကိုအကြောင်းပြုပြီးတော့အစုံလာပြည့်နေ့ကိုဝိသတ်ဒေလို့လည်းဟောဆိုကြတယ်။အဘုံဘုံတို့သူဒေသနာလှုပ်ရှားအရာဆိုဝိသကဒေလို့လည်းဆိုတယ်။ဘုရားဘာသာဝင်တွေကဘုရားဖြစ်တဲ့နေတုနေမြတ်ကိုအာယုံပြုပြီးတော့အစုံလာပြည့်နေ့မှာပရိဘောဂဇေဒီထိုက်တဲ့ဘောရိပင်ကြီးကိုရေတောင်းလုံးရေသွန်းလောင်းကြတယ်။ဘောရိပင်ဆိုတာသဗ္ဗညုတဉာဏ်တော်ကိုရပြီးတော့ဘုရားဖြစ်တော်မူရာဌာနဖြစ်တယ်။ဘာတကူကဘွားဘက်တော်ခုနှစ်ပါးထဲမှာစည်ရင်ဝင်လည်းဖြစ်တယ်။အပင်တွေထဲမှာသူကထူးခြားတဲ့သက်ပင်တစ်မျိုးဖြစ်တယ်။ဒီကဲ့သို့မြတ်စွာဘုရားရှင်နဲ့တိုက်ရိုက်ဆက်ဆက်ပြီးတော့မှဘောရိပင်မှာရေသွန်းလောင်းခြင်းအစဉ်အလာတွေကိုခေတ်ဆက်ဆက်ဘုံတို့ပြုလုပ်ခဲ့တာ။ဘာတကူကမြမရိုးရာဆက်နေရသည့်ပွဲတော်များအ내တည်းမှာအစုံလာပြည့်နေ့ဒီနောင်ရင်သုံးပွဲတော်ကိုရိုးရာပွဲတော်ဖြစ်စင်လာဖြစ်သတ်မှတ်ခဲ့တာ။အာသနာဘောရိယမထေရရဲ့အလောင်းဟာပြိဿဘုရားရှင်ရဲ့ဘောရိပင်ကိုစိုက်ပျိုးပူဇော်ရတဲ့ကုသိုလ်ကြောင့်နတ်ပြည်မှာ
နတ်သားဖြစ်ရတယ်နောက်တစ်ခုကစကြဝဠာမင်းဖြစ်တယ်အပယ်လေးပါးကလွတ်ကင်းရခြင်းဆိုတဲ့အကျိုးကျေးဇူးတွေခံစားရတယ်ဒါဘုံဘုံတို့ထေရပါဒမှာကျမ်းဂန်မှာဟောထားတယ်နော်နောက်တစ်ခုကဂန္ဓောတကတိတ်တမထေရဲ့လောက်တော့ဘုရုမௌဒ္ဒရာဘုရားရှင်ဘောဓိပင်ကိုနန္တာရည်နဲ့သုံးလောင်းနဲ့ပေါင်းမှုကြောင့်နတ်ပြည်မှာနတ်သားကြီးဖြစ်တယ်။အနာရောဂါမရှိခြင်းဘောဂကင်းဝေးခြင်းစတဲ့အကျိုးတွေကိုခံစားရတယ်။အထက်ကဘုံပြောခဲ့တဲ့အကြောင်းအရာတွေကိုနှလုံးသွင်းပြီးတော့မှဘုရားဘာသာဝင်သူတော်စင်များအနေနဲ့နှစ်စဉ်ကစုံလာပြီးနေရောက်တိုင်းဘုရားယုတ်ဝါဩဒိတဇေဒီတော်များကိုအနေကစားတဲ့ဘုရားပိတေကမင်္ဂလာသမင်စင်ကျင်းပကုသိုလ်ထူးထူးစီပူကြရတယ်။ဒါကြောင့်ဗုဒ္ဓဘာသာတွေဟာတောကမြတ်ကိုသွားပြီးတော့ဒါနသီလဘာဝနာအမွေတွေပြုလုပ်အောင်မကုသိုလ်တွေကိုအဆုံးလာပြီးဗုဒ္ဓနေ့ကိုအမှတ်တရဖြစ်ဆင်နွှဲကျင်းပကြပါလို့တိုက်တွန်းကြပါတယ်။ဒီတော့ကဆုံးလာပြီးနေ့ဗုဒ္ဓနေ့ဆိုပြီးတော့ကျင်းပနေတာကြီးဟာဘုန်းဘုန်းတို့အလားတူကျင်းပနေတာမဟုတ်ပါဘူးဒီဘောကစေတီထိုက်တဲ့ဒီဘောဓိပင်ကြီးအသက်ရှင်သန်လာအောင်ပိုပြီးကြီးထွားလာအောင်မြတ်စွာဘုရားရှင်ပွားပဲတော်လည်းဖြစ်တယ်အဲကြောင့်စေနာကောင်းတရားကောင်းတွေနဲ့ဘုန်းဘုန်းတို့ရေသွန်းလောင်းပြီးတော့မှကောင်းမှုကုသိုလ်တွေကိုအများတွေးဝေကြရမှာဖြစ်ပါလေအဲကြောင့်အစုံ၅ပြည့်နေ့မှာငါတို့အချောမြတ်ကိုယ်ွယ်နေတဲ့ဘုရားဘုရားရှင်ရဲ့ပြိဘောကဇေဒီတော်ထိုက်တဲ့ဘောဓိညောင်ပင်ကြီးကိုငါတို့စိတ်ကောင်းစေနာကောင်းတရားတရားကောင်းနေနဲ့ဘုရားဘာသာဝင်ကောင်းပြီးကောင်းမှုကုသိုလ်တွေနဲ့ကောင်းစုရှိကြပါစို့အပမတိနာတမ္ပါတိသာမမိမလျောမဟုတ်မဆသောအရိတမစင်တရားဖြစ်စင်ကကုံလုံးပြည့်စုံအောင်စောင့်ထိန်နိုင်ကြပါစေ